ကဲဒီနေ့ချက်တဲ့ဟင်းကတော့ကြက်သားမှုဆိုပါအရင်ဆုံးကြက်သားကိုပြုတ်ပြီးတော့နှွေထားပါမယ်ပြီးလို့ရှိရင်မကြီးတီကိုကြက်သားပြုတ်ရည်လေးနဲ့ရေဖြောထားပါမယ်ဒါကတော့ကြက်သွန်အဖြူအနီးစပလင်းနဲ့ထောင်းထားရဟာပေါ့နော်ကဲစပြီးချက်ပါမယ်တဲဝဲမှာအိုးပူလိုင်းစီလေးထည့်မယ်စီလေးထည့်ပြီးတော့နည်းနည်းအနေတော်လေးစီလေးလဲပူလာပြီးဆိုလို့ရှိရင်ဆန္ဒငရုတ်သီးရဲ့ကြက်သွန်အဖြူအနီးစပလင်းနဲ့ထောင်းထားတဲ့ဒါလေးကိုထည့်ပြီးတော့စီတက်ပါမယ်ကဲဒီလိုနေထားလေးမှာပြီးလို့ရှိရင်အရောင်နွေးမုံလေးနည်းနည်းထည့်မယ်ထည့်ပြီးတော့ဟိုမွေဒီမွေပေါ့ကွယ်ဟိုမွေဒီမွေမှွေပါမယ်ဝေပြီးလို့ရှိရင်အရောင်ကတော့ငရုတ်သီးကတော့မြင်းတဲ့အတိုင်းပဲရဲပလောင်ခတ်နေရပါတော့ဒီထက်မှအနက်လေးမွေအောင်စပလင်းလေးကိုပပလေးလေးပြီးတော့ထည့်ပြီးတော့ထောင်းထားရပါတော့အနက်လေးကတော့မွေးနေရပဲကဲဒီလိုနေထားလေးပေါ့နော်ဒီလိုနေထားလေးအယောင်လေးလဲလှလာပြီဆိုလို့ရှိရင်ဆောနာပြုတ်ပြီးတော့နှွင်ထားတဲ့ကြက်သားလေးကိုထည့်ပြီးတော့မှွေပါမယ်ကဲဒီလိုနေထားလေးရောက်ပြီဆိုလို့ရှိရင်အရသာပေါင်းဝင်ပစ္စည်းလေးတွေထည့်ပါမယ်ကြက်သားမုံလေးနည်းနည်းထည့်မယ်ပေါ့နော်ကြက်သားမုံလေးထည့်မယ်ပြီးလို့ရှိရင်အချုံမုံလေးနည်းနည်းထည့်မယ်ပေါ့နော်ကဲနှံ့ဆက်တော့အရသာနှံ့တော့မှွေလိုက်ပါမယ်မှွေပြီးလို့ရှိရင်နောက်ဆုံးခဏလောက်မှွေပြီးလို့ရှိရင်နောက်ဆုံးကြမှာပေါ့နော်ဆိုတော့စသားပြုတ်ရည်နဲ့ဖြောထားတဲ့မကြီးသီးကိုထည့်ပြီးတော့အရှင်တက်လေးပေါ့နော်ထည့်ပြီးတော့မှွေပါမယ်ဒီလိုနေထားလေးမှာစီလေးရလဲကျွတ်ဖြစ်လာပြီဆိုရင်ဆန္ဒဖြောထားတဲ့မကြီးရည်လေးကိုထည့်လိုက်ပါမယ်ထည့်ပြီးတော့ဒီမကြီးရည်လေးကိုလည်းခမ်းပြီးတော့ပေါ့နော်နောက်ဆုံးမှာစသားကစကြည့်လိုက်လို့ရှိလို့ရှိရင်နည်းနည်းကျွတ်လေးနဲ့တင်းလေးဆိုလို့ရှိရင်ရပါပြီဒီမကြီးရည်ထည့်ထားတဲ့အရည်လေးကိုခမ်းသွားအောင်ဆက်ပြီးတော့မှွေးပေးပါမယ်ကဲမှွေးနဲ့ဒီလိုအနေထားလေးပေါ့နော်ဒီလိုအနေထားလေးဆိုတော့အရည်လေးလည်းခမ်းသွားပြီနဲ့စီလေးရလည်းနည်းနည်းကျွတ်ဖြစ်လာပြီဆိုလို့ရှိရင်ကဲနောက်ဆုံးမှာဒီလိုအနေထားလေးပေါ့နော်စကြည့်လိုက်လို့ကျွတ်လေးဆိုလို့ရှိရင်ရပါပြီမွေးနဲ့ဒီလိုအနေထားလေးပေါ့နော်လုံးဝခြောက်သွားပြီကျွတ်လေးပေါ့နော်ကျွတ်လေးဖြစ်သွားပါပြီစာဒက်ခီယာကလေး